မှာတော့ဒီ comment လေးကိုလာပြီးတော့ reply ပြန်ပြီးမှဖြစ်ပါတယ်သူကဗာမေးထားတာလဲဆိုတော့တခြားသူနဲ့ TikTok ပြီးတွဲပြီးတော့စော့ကျင်တယ်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုပြီးတော့မေးထားတာဖြစ်ဒီလိုမျိုးဗီဒီယိုပုံစံလေးဒါပေမဲ့ကိုယ့်ရဲ့ဘယ်လိုမျိုးလုပ်ရတာလဲဆိုပြီးတော့မေးထားတဲ့ comment လေးကိုလာပြီးတော့ reply ပြန်ပြီးမှဖြစ်ပါတယ်တကယ်လို့ကိုတိုင်းကလည်းတခြားသူနဲ့TikTok တွဲစော့ကျင်တာပဲဖြစ်ဖြစ်ကိုတိုင်းကဗီဒီယိုတွေကိုဒီလိုမျိုးတခြားသူနဲ့တွဲပြီးတော့ရင်တင်ကျင်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီနီလန်းလေးကိုလိုက်လို့ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးရှင်ကိုကဒီ for you ထဲမှာကြာလာတဲ့ဗီဒီယိုကိုတန်းပြီးတော့လုပ်ရှင်တာလားဒါမှမဟုတ်ရှင်ကိုကစေးထားတဲ့ဗီဒီယိုကိုလုပ်ရှင်တာလားကိုဆက်ဘားမှာရိုက်ချပြီးတော့ရင်လုပ်ရှင်တာလားပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဆက်ဘားမှာရိုက်ချခြင်းလဲဆိုတော့ဒီအဝိုင်းလေးကိုနှိပ်ပြီးတော့ရိုက်ချပြီးတော့ကိုလိုချင်တဲ့သင်းကိုရိုက်ချပြီးတော့လုပ်လို့ရပါတယ်အဲ့လိုကိုကဒီ for you ထဲမှာတန်းကြာလာတဲ့ဒီဒါဆိုရင်ဒါ for you ထဲမှာတန်းကြာလာတဲ့ဗီဒီယိုပေါ့နော်ဒါဆိုရင် for you ထဲမှာတန်းကြာလာတဲ့ဗီဒီယိုအဲ့ဒါနဲ့တန်းလုပ်ရှင်နေဆိုတော့ဒီမြားလေးကိုနှိပ်ပြီးတော့ရင်တခါလေးလုပ်လို့ရတယ်တကယ်လို့အဲ့ဒီလိုမှမဟုတ်ဘူးကိုကတက်သချင်း music တွေကိုခြားပြီးတော့ရင်မှလုပ်ရှင်နေဆိုရင်တော့ဒီဆက်ပါလေးကိုရိုက်ချပြီးတော့လုပ်လို့ရပါတယ်အဲ့ဒီလိုမှမဟုတ်သေးဘူးကိုကငကိုတော့ကကြိုက်လို့ဆိုပြီးတော့ကိုကကြိုက်နေတဲ့လို့စိတ်ထားတယ်အဲ့ဒီဗီဒီယိုနဲ့စော့ချင်တယ်ဆိုလို့ရှင်လည်းစော့လို့ရပါတယ်ဒါဆိုလို့ရှင်ကျတော့ဒီဓာတ်ပုံလေးနဲ့တခါလဲတွဲပြီးတော့လုပ်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမြားလေးကိုနှိပ်ပြီးတော့လုပ်ပြပေးမှာဖြစ်ပါတယ်မြားလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါ for you ထဲမှာတန်းချလိုက်တဲ့ဗီဒီယိုကိုတန်းပြီးတော့လုပ်ပြပေးတာပေါ့နော်အဲ့ဒီခါမှာဆိုရင်ဒီ use ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပေးပါဒီ use ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးတန်းချလာတာပေါ့နော်တန်းချလာတဲ့အခါမှာကိုကဒီလိုမျိုးတန်းပြီးတော့ရင်ဓာတ်ရိုက်စော့ချင်တာလားဒါမှမဟုတ်လို့ရှိရင်ကိုမှဗီဒီယိုရှိပြီးသားဓာတ်ပုံရှိပြီးသားအဲ့ဒီဗီဒီယိုနဲ့တွဲပြီးတော့ရင်တင်ချင်တာလားပေါ့နော်တကယ်လို့ကိုကဒီလိုမျိုးတွဲတင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတန်းတွဲတင်လို့ရတယ်အဲ့အခါမှာဆိုရင်ကိုအဖက်ဒီထဲထဲမှာသွားချလို့ရတယ်ပေါ့နော်ဒါအဖက်ပုံပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကနေပြီးတော့ကိုရဲ့ကိုမှရိုက်ပြီးသားဗီဒီယိုရှိတယ်အဲ့ဒီဗီဒီယိုနဲ့တွဲပြီးတော့တင်ချင်တယ်ဆိုလို့ရှိရင်ဘယ်ထဲထဲကိုနှိပ်ရမှာလဲဆိုရင်ဒီထဲထဲကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါသွားပြီးတော့နှိပ်ပြပေးမှာဖြစ်ပါတယ်နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုကခုနကတော့ဒီပုံနဲ့တွဲပြီးတော့ရင်ဒီဘက်မှာဗီဒီယိုတင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲထဲမှာပေါ့နော်ကိုရဲ့ကိုပိုင်ဗီဒီယိုတွေရှိတယ်အဲ့ဒီထဲထဲမှာသွားပြီးတော့ရင်ရှာလို့ရတယ်ပေါ့နော်ဒါဆိုရင်ဥမာလင်းကကိုရဲ့ဓာတ်ပုံတစ်ပုံသွားယူပြကိုရဲ့ဓာတ်ပုံတစ်ပုံသွားယူပြပြီမယ်အဲဆိုရင်ဒီမှာဒီ select ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတာလေးကိုနှိပ်ပြီးတော့ဒီမှာ dance down ဆိုတဲ့ဟာလေးကိုနှိပ်ပြီးပါနှိပ်ပြီဆိုရင်တော့ဒါရသွားပြီတကယ်လို့အဲ့လိုကိုကနေပြီးတော့ဒီလိုပုံစံကြိုက်ထားလားဒီ use ဆိုတဲ့ပုံစံမှာဒီလိုပုံစံကြိုက်ထားလားဒီလိုပုံစံကြိုက်ထားလားပေါ့နော်နှိပ်လို့ရတယ်နားကအလုံးလေးတွေကိုကြိုက်တယ်လို့ပုံစံချိန်လို့ရတယ်ပေါ့နော်ကိုဘလို့ပုံစံချိန်ချင်တာလဲကိုကြိုက်တယ်လို့ပုံစံချိန်လို့ရတယ်ပေါ့နော်ဒါကတော့ဘေးနားကဒီမှာဒီအကွင်းလေးတွေကိုကိုစော့သွားလို့ရတယ်